KAT Entertainment ချစ်တော်ညီလေးညီမလေးဘဝဆိုတာတောင်တက်နေတယ်လို့ပါပဲတခါတလေလန်ခီးမှာခြေကျိုးခြေလိမ်ဖူးမဲ့မော်ပြီးစုပ်ချင်စိတ်ပေါက်မယ်ဒါပေမဲ့မင်းရဲ့အိမ်မက်တွေရီမှန်းချက်တွေကိုစွန့်လွတ်လိုက်ဖို့အချိန်မတန်သေးဘူးမင်းရဲ့အခက်ခဲကိုနားလဲပါတယ်မိဘတွေရဲ့အစင်မပြေမှုငွေကြေးအခက်ခဲအတန်းထဲမှာကျေးဇူးကြီးနောက်ကျတာတွေကမင်းကိုစိတ်သက်ကြစေတာငါနားလဲတယ်ဒါပေမဲ့ဒီအခက်ခဲတွေကမင်းကိုရက်တန့်သွားစေဖို့မဟုတ်ဘူးပိုကြန့်ခိုင်လာစေဖို့ပါမင်းမှာတန်ဖိုးရှိတယ်ကျောင်းမှာအမတ်တွေကျေးဇူးကြီးတွေနဲ့မင်းရဲ့တန်ဖိုးကိုတိုင်းတာလို့မရဘူးမင်းရဲ့စူးစမ်းမှုဆွဲစိတ်သက်တွေကမင်းကိုအထူးသူတစ်ယောက်ဖြစ်စေတယ်ဒီအခက်ခဲကယာယီပါမင်းရဲ့အနာဂတ်ကဒီထက်မကကြီးမားတယ်အကူအညီတောင်းရမှာရှက်စရာမဟုတ်ဘူးဆရာမတွေကိုမင်းရဲ့အခက်ခဲကိုရှင်းပြပါသူတို့ကနီးလန်းရှာဖို့ကူညီမယ်မိတ်ဆွေတွေမိသားစုဝင်တွေနဲ့ပြောပါတယောက်တည်းရုန်းကန်စရာမလိုဘူးကျေးဇူးကြီးအတွက်အချိန်ငွေချေစနစ်သို့မဟုတ်ပညာသင်စုတွေရှာဖွေပါကျောင်းထွက်ရင်ဘာဖြစ်မလဲကျောင်းထွက်လိုက်ရင်အခုလောလောဆယ်ဝင်ပေါ့သွားတယ်လို့ခံစားရမယ်ဒါပေမဲ့နောက်တစ်နေ့မှာငါဆက်ကြိုးစားခဲ့ရင်ဆိုတဲ့နောင်တကပိုလေးနိုင်တယ်10တန်းဆိုတာမင်းဘဝရဲ့အရေးကြီးတဲ့ခလုတ်တကားပါဒီတကားကိုပိတ်လိုက်ရင်နောက်ွယ်ကအခွင့်အလမ်းတွေဆုံးရှုံးသွားနိုင်တယ်ငါတို့ကမင်းနဲ့အတူရှိနေတယ်မင်းကတယောက်တည်းမဟုတ်ဘူးမင်းကိုချစ်တဲ့သူတွေမင်းအတွက်ဆူတောင်းပေးနေတဲ့သူတွေအများကြီးရှိတယ်ဒီအခက်ခဲကိုကျော်လွှားပြီး10တန်းအောင်မြင်တဲ့နေ့မှာမင်းရဲ့ဆွဲကိုပဲအားလုံးကအတူယူကြမယ်ညီလေးညီမလေးမင်းရဲ့အနာဂတ်ကအခုထက်ပိုတောက်ပနိုင်တယ်ဒီအခက်ခဲကိုဆွဲနေပဲရင်ဆိုင်ပါမင်းလုံနိုင်တယ်တနေ့မှာမင်းဒီအချိန်ကိုပြန်လဲကြည့်ရှုပြီးငါဒီလောက်တောင်ခက်ခဲတဲ့အချိန်ကိုကျော်ဖြတ်နိုင်ခဲ့တယ်လို့ဂုဏ်ယူနိုင်မဲ့နေ့ရောက်လာမယ်ချစ်ချင်းမေတ္တာဖြစ်မင်းရဲ့အားပေးသူအဆုံးထိကြည့်ရှုနာဆင်ပေးတဲ့အတွက်အထူးကိုကျေးဇူးတင်ပါတယ်လူကြီးမင်းတို့ကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ် Like and share လေးလုပ်ပေးခဲ့ပါဦး